တရားနိုင်တော့ကာသုံးလုံးနဲ့ပြည့်စုံနေရမယ်ကောင်းတာလုတ်ကောင်းတာပြောကောင်းတာကြံနော်အဲကကောင်းကောင်းဝစီကကောင်းကောင်းမနောကကောင်းကောင်းအာရသော်ဗျာခေါင်းရတာရောက်လာမွေးပေးတဲ့တရားအဘလာရိကတော့ပါအဲဒီဆောင်ပြောဆိုဗျာသူသားယူပါတယ်နေခင်းနေဆိုဆိုဗျာအဲဒီချက်သားပဲခေါင်းရတာရှိတယ်လေဒါပြောမှကြလို့ရှိရဲ့မိပြောမှစကားဒီဘက်ကထိခိုက်ပါလားဟုတ်ဒီလိုဝဘုံကြီးပြန်ထိခိုက်ပါလားဒီလိုဝဘုံတူလုံးထိခိုက်ပါလားအဲ့လိုထိရမယ့်စကားပြောကိုအင်းရစတယ်တကယ်လို့မပြောပါလိမ့်နဲ့ဒါမစီကကောင်းကောင်းနော်အလုပ်လုပ်မှကြလို့ရှိရင်မိလုပ်တဲ့အလုပ်ကတစ်ဖက်သားထိခိုက်မလားမိပြန်ထိခိုက်မလားမိရောတစ်ဖက်သားထိခိုက်မလားအဲ့ဒီလိုထိရမယ့်အလုပ်မျိုးဒီနေ့ကစတယ်တကယ်လို့မလုပ်ပါလိမ့်နဲ့ဒါကခိုင်ကောင်းကောင်းအားလည်းကစိတ်ကူးစခါဒီစိတ်ကူးဒီတစ်ဖက်သားထိခိုက်မလားဒီလိုမှမဟုတ်မိပြန်ထိခိုက်မလားဒီလိုမှမဟုတ်လုံးလုံးထိခိုက်မလားအဲ့ဒီလိုထိခိုက်မဲ့အတူခေါ်အကြစီမျိုးကိုတကယ်လို့တို့ကမကြစီပါလိမ့်နဲ့အခါကကောင်းကောင်းဝစီကကောင်းကောင်းမလို့ကကောင်းကောင်းကာသုံးလို့ခေါ်တယ်နော်ကာသုံးကစသုံးလို့တဲ့စသုံးလို့ဆိုစဉ်းစားစေးစားစူးစိုက်လောက်ထူလို့မကြောက်ရဲ့လောက်ကြီးပဲဖြစ်လောက်ကြတာဖြစ်ဒီလိုကလို့တော်ဗလားမတော်လားစဉ်းစားရမယ်စဉ်းစားလို့ဆုံးဖြတ်လို့ရှိရင်စေးဆိုတာလို့မဟာတင်လေအကျိုးပေးတယ်စဉ်းစားတော့ကောဒီအလုပ်ပါအစူးစိုက်လိုက်ပါအကျိုးပေးတယ်ဘုရားကိုယ်လည်းကြတော့တို့ဘုရားဘယ်လိုဖျားလို့စဉ်းစားတာနော်အရဟံကလေးတော်ခတ်သေးအကင်းကြီးတော်ဘုရားမြတ်စွာဘုရားဘုတို့ဖျားဘုတို့လိုဘူးဖြစ်အောင်လားဘုကင်းတော်ဘုရားမြတ်စွာဘုရားလို့စိတ်နဲ့ဘုရားတွေ့တာစဉ်းစားပဲဘုရားကြီးပေါ်စိတ်ကစိတ်ဆိုတော့ရာနဲ့နော်ဘုရားလည်းစိတ်နဲ့တွေ့အောင်စူးစိုက်ရမယ်ဟောနှလုံးသားနဲ့ဘုရားရောက်လာစာသုံးလို့ခေါ်တယ်လောက်ပြီးတော့လောက်လည်းကျုပ်ပြီးတယ်စာသုံးလို့အာသုံးလို့လေအာသုံးလို့အမှောင်တွေကိုလဲအောင်လဲရမယ်အရှုပ်ထဲကိုရှင်းအောင်လဲရမယ်အပူတွေကိုအေးအောင်လဲရမယ်အမှောင်နဲ့လဲအောင်လဲတဲ့ဒီဆိုတာအဖတ်မဲ့လောဘဒေါသဘောရတဲ့နေတာအမှောင်နဲ့နေတာအဲ့ဒီအမှောင်တွေကတော့ဘုရားကိုအောင်ပြလိုက်တာအရဟံကိလေသာဘုရားတော်ကြီးတော်မြတ်စွာဘုရားလို့စိတ်ကဘုရားအဲ့တော့ထေရဘုရားကြီးရောက်တော့မြတ်စွာဘုရားတို့လိုအပူမရှိတဲ့ပုဂ္ဂိုလ်ပါလားဘုရားကိစ္စနဲ့ဘုရားမြတ်စွာဘုရားလို့စိတ်နဲ့ဘုရားတို့ဆိုတာအမှောင်တွေကိုလဲအောင်နေတယ်ဒီအပူတွေအေးအောင်နေတယ်ဒီဆိုတာအဖတ်မဲ့တွေကဘုံရောလူကပို့ဖို့တော့ဘုံရှိတာဒီအပူတွေအေးရလို့ရဘုရားကိုအာမြလိုက်တဲ့စိတ်နဲ့ဘုရားတို့ရအေးတာပဲနော်အရှုပ်ဖြတ်ရှောက်နေတဲ့နေ့ဆိုတာတရားကြီးလည်းဘုန်းကြီးကဘုန်းကြီးလို့ပို့ရှုပ်လို့ကိုရှိနေတာအဲ့ဒီအရှုပ်တွေရှင်းလို့ရှိရင်ဘုရားကိုအာပြုလို့ဘုရားလည်းစိတ်နဲ့တွေ့လို့ရှိရင်ပရာဂိလေသာကိုခတ်တယ်မှာပြင်းနေတဲ့ဘုရားဆိုဘုရားလို့အစ်စ်ကတတ်တော်ထင်ရှားဘုရားကြီးရောက်ပြီးတော့ငါတို့ကိုယ်ပဲဆိုဘုရားကငါတို့လိုအပူမရှိပါဘူးလားအပူပြင်းတဲ့ဘုရားမြတ်စွာဘုရားလို့ဆိုတာအစုလေးရှောက်နေတဲ့နေ့နော်ကာသုံးလို့စာသုံးလို့အာသုံးလို့အောင်နေကြ